အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ SCP ဆိုတဲ့ဒီ command လေးအကြောင်းကိုရှင်းပြသွားပေးမှာဖြစ်ပါတယ်အဲ့တော့ SCP ဆိုတာဘာလဲဆိုရင်သူ့ရဲ့အရှေ့ကောက်က Secure Copy Protocol လို့ခေါ်ပါတယ် file တွေတစ်ခုနဲ့တစ်ခုပေါ့နော်ကွန်ပျူတာတစ်ခုနဲ့တစ်ခုကြားထဲမှာ file တွေကိုကူးပြောင်းတဲ့အခါမှာအသုံးပြုလို့ရတဲ့ command ဖြစ်ပါတယ်အဲ့ဒီနေရာမှာSCP ဆိုတာကြတော့ဥပမာအဖြစ်ပေါ့နော်ဒီမှာ local ကွန်ပျူတာတစ်ခုရှိမယ်ပြီးရင်ဒီမှာ remote host ပေါ့နော် remote ကွန်ပျူတာတစ်ခုရှိမယ်ဆိုရင်သူတို့ဒီကွန်ပျူတာနှစ်ခုကြားထဲမှာ SSH protocol ကိုသုံးပြီးတော့ file တွေကိုcopy လုပ်တဲ့ command ပဲဖြစ်ပါတယ်အဲ့တော့သူကဘယ်လိုနေရာမှာသုံးလို့ရလဲဆိုရင် local ကနေပြီးတော့ remote computer ကိုကူးကျင်လဲရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ remote computer ချင်းကူးကျင်လဲရတယ်ပေါ့နော်အဓိကသူ့မှာဘာရှိရမလဲဆိုရင်เนาะအဲ့ဒီ SSH connection သူတို့ဒီကိုကူးမဲ့ကွန်ပျူတာနှစ်ခုကြားထဲမှာတော့ SSH connection ရှိဖို့လိုအပ်ပါတယ်အဲ့တော့သူ့ကိုဘယ်လိုမျိုးလေးသုံးလို့ရလဲဆိုရင်ကိုက local ကနေပြီးတော့ remote computer ကို file ကူးကျင်နေဆိုရင် SCP ဆိုတဲ့ command ရဲ့ပြီးရင်ကိုယ့်ရဲ့ file တည်ရှိတဲ့ပတ်လမ်းကြောင်းပေးရမယ်ပြီးသွားရင်เนาะဒီ remote host ရဲ့ host IP address တော့၎င်း host name တော့၎င်းလိုအပ်မယ်ပြီးသွားရင် user name ဒီ remote ရဲ့ user name လိုမယ်ပေါ့เนาะပြီးသွားရင်ကိုဘေးနေရာကိုကူးကျင်လဲဆိုတဲ့ပတ်လမ်းကြောင်းလိုအပ်ပါမယ်ဒီ command ကိုရိုက်လိုက်မယ်ဆိုရင်အကယ်၍ကိုကSSH key တွေဘာတွေနဲ့ setup မလုပ်ထားဘူးဆိုရင်เนาะဒီ remote user ရဲ့password တောင်းတာမျိုးတွေရှိပါတယ်အဲ့တော့ password ကိုကမထည့်ခြင်းဘူးကိုက automate လုပ်ချင်နေဆိုရင်เนาะအရင်ဆုံး SSH connection ကိုSSH key ပေါ့เนาะ private key public key PKI နဲ့အရင်ဆုံး connection setting လုပ်ထားဖို့လိုအပ်ပါမယ်အကယ်၍ directory ကိုပေါ့နော်ကူးကျင်နေဆိုရင်တော့-r လေးကိုထည့်ပေးရပါမယ်-r ရဲ့အဓိပ္ပာယ်ကတော့ recursive ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ directory တစ်ခုလုံးကိုကူးသွားမယ်ဒီပတ်လမ်းကြောင်းကိုကူးသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့လိုပဲဒီ remote ကနေ local ကိုကူးကျင်နေဆိုရင်လည်းဒီ source နဲ့ destination ကိုပတ်လမ်းကြောင်းလေးဟိုဘက်ဒီဘက်လေးပြောင်းပေးလိုက်အောင်ပါပဲအဲ့တော့ဒီနေရာမှာရှိတာပြောမယ်ဆိုရင် source ပေါ့နော်ဘာကိုကူးမှလဲပြီးရင်ဒီနေရာကကျတော့ destination ဘယ်ကိုကူးမှလဲဆိုတဲ့ဟာလေးပဲဖြစ်ပါတယ်ဒါက local ကနေပြီးတော့ remote ကနေ local ကိုကူးတဲ့ example ဖြစ်ပြီးတော့အကယ်ကိုက remote computer ချင်းပေါ့နော်ကူးကျင်နေဆိုရင်တော့ဒီလိုမျိုး command လေးနဲ့သုံးလို့ရပါတယ်ပထမဆုံး user name ရှိမယ်ပြီးရင် host 1ရဲ့IP address ဒါမှမဟုတ်ရင် host name ကူးမဲ့ပတ်လမ်းကြောင်းပြီးသွားရင်ဒီနေရာကျတော့ destination ဘယ်ကိုကူးမလဲဆိုတဲ့ပတ်လမ်းကြောင်းလေးပေးလိုက်အောင်ပါပဲဟုတ်ကဲ့အဲ့ဆိုရင်တော့ဒီနေ့ကတော့ SCP အကြောင်းလေးကို sharing လုပ်တာပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်